ကလေးတွေရဲ့သဖုံးဒီအပေါ်ကနေပြီးတော့သွားအမြင့်လိုမျိုးလေးတွေသွားလေးလိုမျိုးအချွန်လေးတက်ကလေးတွေကအချိန်မတိုင်ခင်များထွက်လာခဲ့တယ်ဆိုရင်စိတ်မပူပါနဲ့ဒါကပုံမှန်ပါပဲဘယ်လိုတွေမှာတွေ့ရတယ်ဆိုလို့ရှိရင်ကလေးသွားလေးတွေကစောစောစီးစီးပိုးစားသွားတယ်အတူလေးတွေပေါ့နော်ငုတ်တူကလေးတွေဖြစ်သွားပြီးသွားသဖုံးထဲမှာအမြင့်ပဲကျန်တော့တဲ့အချိန်ကြီးလေးပေါ့အဲ့လိုအချိန်တွေကနေပြီးမှတဖြည်းဖြည်းနဲ့သဖုံးကရောင်လာရင်လည်းဒီသွားရဲ့အဲ့ငယ်သွားလေးရဲ့သွားမြစ်ကလေးရဲ့သဖုံးအပြင်ဘက်ကိုထွက်လာတယ်ဆိုတော့ထွက်လာရင်ဆိုးလာရင်ဘာဖြစ်တယ်လဲဆိုတော့ဒီအပေါ်နှခမ်းဒီနှခမ်းအတွင်းသားတွေကိုအဲ့အချွန်လေးကထိုးပြီးကြားတဲ့ခါကျရင်ပေါက်သွားတယ်လေဒါဒီအပေါ်အရှိအမှလည်းဖြစ်တတ်တယ်ဒီအောက်သွားလေးတွေဒီလိုအန်သွားလိုနေရာမျိုးလေးတွေဒီဘက်အပေါ်အန်သွားလိုနေရာမျိုးလေးတွေမှာလည်းဖြစ်တတ်တယ်ဒါကလေးတွေတော်တော်များများ9နှစ်6နှစ်ပတ်ချလဲလောက်ဆိုရင်ကျမတို့တွေ့ရပြီပေါ့နော်အဲ့လိုမျိုးချိန်ကြလို့ရှင်မိဘတွေကဒါစိတ်ပူပြီးတော့ရောက်လာတယ်သွားအစ်စ်တွေထွက်တာလားနှုတ်မယ်ဆိုပြီးတော့ကလေးကအဲ့ဒီချိန်မျိုးမှာဆိုလို့ရှိရင်ကလေးရဲ့အသက်အရွယ်တစ်ခါပြန်ကြည့်ရမှာကလေးရဲ့အသက်အရွယ်ကနှုတ်လို့ရတဲ့အချိန်လေးဆိုရင်ဝေးနှုတ်ရမှာပေါ့နော်မဖြစ်မနေကိုအောက်ကသဖုံးကြီးကိုအကျန်းကြီးတွေထိုးပြီးတော့ရမ်းကလေးကရောင်ပြီးတော့အပေါက်လိုမျိုးကြီးတွေအနာကြီးတွေဖြစ်လာရင်တော့လေကျမတို့ကမဖြစ်မနေနှုတ်ရမှာပေါ့နော်ဒီသွားလေးကိုဒါပေမဲ့လို့တချို့ case တွေမှာဆိုလို့ရှိရင်ကလေးကအသက်လည်းမပြည့်သေးဘူးမနှုတ်လို့လည်းရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီသွားအမြစ်ကလေးကိုမနှုတ်ဘဲနဲ့ဒီနှကန်းတွေပါးတွေကိုမထိုးမိအောင်တုံးလိုက်တယ်ပေါ့တုံးပေးလိုက်တယ်ပြီးတော့သွားအချိန်တန်တဲ့အချိန်အောက်ကလူကြီးသွားထွက်လာတဲ့အချိန်ကြတော့မှပဲသူ့ကိုကျမတို့ကထည့်ပေးရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်နှကန်းလေးတွေပါးလေးတွေထိုးမိတာမျိုးမဖြစ်ရအောင်အနာတွေမဖြစ်အောင်စောစီးစေကန်းကိုတော့ပြပါနှုတ်ရတဲ့အချိန်တွေမျိုးဖြစ်တာတော့ကျမတို့ကတိတ်အားမပေးဘူးအချိန်မတိုင်ခင်နှုတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုသွားတွေနှုတ်လိုက်လို့ရှိရင်နောက်ဆက်တွဲပေါ့နော်ထွက်လာတဲ့လူကြီးသွားမှာစောတာနောက်ကျတာခေါ်တာအတွင်းထဲဝင်တာဒါမျိုးလေးတွေဖြစ်တတ်ပါတယ်ကျမတို့တွေ့ချင်ရင် follow လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ်